ငုံကော်ပြန်လေးစားချင်တာနဲ့အိမ်မှာပဲကြော်စားထားပါတယ်ဆိုင်ရောက်ဝယ်လာတဲ့ကော်ပြန်ပလက်လေးတွေကိုတရွက်ချင်းစီလွှာထားလိုက်တယ်ကော်မှုတ်တစ်စုံလောက်ကိုလည်းရေထည့်ပြီးတော့ကြိုထားလိုက်ပါတယ်ငုံပြုတ်ထားတာကိုလည်းအခွန်ခွာထားလိုက်ပါတယ်ခေါ်ပြီးတရုတ်နန်းခါကျက်ဦးပြောင်းမှုစားတဲ့အသီးနှံလေးတွေကိုလှီးပြီးရင်ညစ်ထားလိုက်တယ်ပြန်စားလိုက်ပါတော့မယ်အသီးနှံလေးတွေကိုထည့်လိုက်တယ်ငုံပြုတ်လေးတစ်လုံးကိုလည်းလေးစိတ်ပြီးတော့ခါကျတော့ထည့်လိုက်ပါတယ်ပလက်ရဲ့ဘေးနှစ်ဖက်နဲ့ထိတ်စားလေးကိုကော်လေးတုပ်ပြီးတော့ခါကျတော့လိမ့်လိုက်ရင်တော့ကော်ပြန်လေးရသွားပါပြီကော်ပြန်လေးတွေအားလုံးဒိတ်လို့ပြီးသွားပြီဆိုရင်တော့စကြော်ပါတော့မယ်ကြော်တဲ့ချိန်မှာတော့မီးကိုအလဲလက်လေးထားပြီးတော့ကြော်ပါတယ်ဒီချမ်းပြင်းလို့ရှိရင်အဲကအသီးနှံနေမချက်ပဲတူးသွားတတ်ပြီးတော့မီးနဲတယ်ဆိုလို့ရှိရင်လည်းကော်ပြန်လေးထဲကိုစီတွေဝင်ပြီးတော့စားလို့မကောင်းပါဘူးရှင်အခုဆိုရင်တော့စီတန်းတန်းနဲ့ကြော်ထားတဲ့ကော်ပြန်လေးကစားဖို့အဆင်သင့်ဖြစ်သွားပါပြီငုံဦးရဲ့စိတ်နဲ့ရတာလေးရဲ့အသီးနှံတွေရဲ့ချိုတဲ့ရတာလေးရဲ့တရုတ်နန်းနဲ့မှုမွေးလေးရဲ့နဲ့ငုံကော်ပြန်လေးကစားကြည့်လိုက်တဲ့ချိန်မှာလည်းအရသာတကယ်ကိုထူးခြားပါတယ်ရှင်